တတန်းကုံဒိတ်လွန်သွားတဲ့မူဟင်းငါးကိုလက်လက်ဆက်ဆက်လေးစားလို့ရအောင်ဒီလိုမျိုးလေးတင်ဆက်ပါတယ်ရှင်။ကျမကတော့ expire မဖြစ်ခင်အစကတည်းကဒီမူဟင်းငါးလေးကိုရေခဲတက်တာခဲခန်းထဲမှာတင်ထားလိုက်ပါတယ်။သူ့မှာပါတဲ့ပါဝင်ပစ္စည်းလေးတွေကတခြားမူဟင်းငါးထုတ်တွေနဲ့မတူတာကြောင့် vlog လေးရိုက်ဖြစ်သွားတာပါ။ဆိုတော့ကဒီမူဟင်းငါးကဒိတ်လွန်နေတာတော့15ရက်ကျော်ရှိနေပြီပေါ့နော်။ချက်နီးကိုတော့တစ်ချက်တော့ဖတ်ကြည့်လိုက်ပါတယ်။ဒါပေမဲ့လည်းကျမချက်ချင်တဲ့နေ့တိုင်းကျမချက်လိုက်ပါတယ်ရှင်။ရေ3လီတာလို့ပြောထားပေမဲ့ကျမက2လီတာပဲသုံးပါတယ်။ရင်နွေးဆူတဲ့အခါမှာပါလာတဲ့ဆန်မုတ်ထုပ်ကိုရေဖြော်ပြီးတော့ထည့်လိုက်ပါတယ်။ပြီးတော့ငပြောပင်ချောင်းနဲ့ငါးစီတက်ထုပ်ကိုပါဖောက်ထည့်ပေးလိုက်ပါတယ်။နောက်ပြီးတော့သူကအနှစ်ထုပ်နောက်တစ်မျိုးပါဝင်ပါသေးတယ်။အနံ့ကိုညှမ်းကြည့်လိုက်တဲ့အခါမှာငပိငံပြားရည်အနံ့ရပါတယ်။ငပိရေချိုအနံ့နဲ့ပို့ပြီးတော့ဆင်တူပါတယ်ကျမထင်တာမမှားလို့ရှိရင်တော့ငပိရေချိုပါသူထည့်ထားပါတယ်2000ခုနှစ်ဝန်းကျင်လောက်ကပေါ့နော်မြဝတီမှာလာတဲ့ကိုရီးယားကားတွေကဟိုတောင်းကိုကြည့်ရှုသူမိတ်ဆွေတို့မှတ်မိကြလားရှင်ကျမကအနံ့အရတာနဲ့ပတ်သက်ပြီးအရန်ကိုမှစီစားကြောင်ပြီးတော့အရတာခွဲတာတော်လွန်အားကြီးလို့အင်္ဂါလူတွေကဟိုတောင်းတို့အဖေဆိုပြီးတော့တင်စားပြီးတော့ခေါ်ဆိုကြပါတယ်ရှင်အပေါ့အငန်းမြည်ကြည့်ပြီးတဲ့အခါမှာတော့ကျမကရန်ကုန်စတိုင်အချိုရတာလေးလေးပင်ပင်လေးဖြစ်အောင်ထညက်ခဲလေးတေးသေးလေးတစ်လုံးကိုရေးဆေးပြီးတော့ထည့်လိုက်ပါတယ်။ငပြောပင်6ပါတဲ့မွေးငါ6ထုပ်ကိုဒါကပထမဦးဆုံးစားဖူးတာပါ။ရတာလေးလည်းမဆိုးပါဘူးစားလို့ကောင်းပါတယ်။လက်လက်ဆက်ဆက်လိုမျိုးတော့ငပြောပင်ဖက်ကနုဖက်မနေဘူးပေါ့နော်။ဒီမွေးငါ6ထုပ်လေးကတော်တော်လေးတော့စားလို့အဆင်ပြေပါရဲ့ရှင်။အငံကြိုက်တဲ့သူတွေအတွက်ဆိုလို့ရှင်တော့ငံပြားရည်လေးနည်းနည်းပေါက်စားဖို့တော့လိုပါလိမ့်မယ်။အရသာရှိတာတွေပဲစားပြီးတော့ဝိတ်ချနေချင်တာကြောင့်ကျမကအကျော်စီချက်စီနဲ့ဘဲဦးမထည့်ဘဲနဲ့ကြက်ဥနဲ့ပဲစားလိုက်ပါတယ်။